ကအိုးသားလိုချုံဝေးတဲ့ထိတွေ့ကိုခြေပွားအောက်မှာခန်းစားနိုင်ဖို့ပြားရည်ပေါ်မှာချီချပြီးကပါတယ်ဒါပေမဲ့အဲ့ဒါကလည်းလုံလောက်အောင်မချုံဝေးပါဘူးဒါကြောင့်ရှုံ့နေမှာချီချပြီးကပြန်ပါတယ်ဒါပေမဲ့ကံကြမ္မာကိုပြောင်းလဲနိုင်တဲ့ကပွေးတစ်ခုနဲ့ရင်ဆိုင်ရတော့မှာမို့ခြေလမ်းအောက်ကပေါ်ပါမှုကိုသူမခန်းစားနိုင်သေးပါဘူးအဲ့ဒီအတွက်သူအသေးအတန်လေ့ကျင့်ခဲ့ပါတယ်စာမေးပွဲတိုင်းမှာသူပထမရခဲ့ပါတယ်ဒါပေမဲ့ခြေပွားအောက်ကပေါ်ပါမှုသဘောတရားကိုတော့သူကျွမ်းကျင်ပိုင်နိုင်ခြင်းမရှိသေးပါဘူးကနေရင်းနဲ့သူအမားတွေစက်တိုက်လုပ်ခဲ့ပါတယ်သူ့ဆရာကလူများရှင်းမှာသူ့ကိုပြင်းပြင်းထန်ထန်ဆူပူခဲ့ပါတယ်သူဟာတာမန်အဆင့်ခချေတီတယောက်ပဲဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်လက်မလျှော့လို့တဲ့မင်းကလေးဟာကျိုးပေါ်လမ်းလျှောက်တာဖို့ဈေးထဲကိုသွားခဲ့ပါတယ်ဒါပေမဲ့ကျိုးပေါ်လမ်းလျှောက်တာကအမျိုးသားတွေသာတင်ယူခွင့်ရှိတဲ့အတက်ပညာခဲ့ပါတယ်ကျိုးပေါ်လမ်းလျှောက်တဲ့သူကသူ့ကိုတန်တမမတ်ညှင်းပယ်ခဲ့ပါတယ်မင်းကလေးကလက်မလျှော့ပဲဆက်ကြိုးစားပါတယ်သူအကူအညီရလိုတဲ့မျှော်လင့်ချက်နဲ့သူ့အကြောင်းရင်းကိုရှင်းပြခဲ့ပါတယ်သူမရဲ့ဇွဲလုံချက်ကြောင့်စိတ်လုံရှားသွားပြီးနောက်ဆုံးတော့လျှို့ဝှက်တင်ကြားပေးဖို့သူသဘောတူခဲ့ပါတယ်အချိန်အတန်ကြာလက်ချိန်ပြီးနောက်သူ့ရဲ့အရေးချင်းတွေပုံမကောင်းမလာပြီးသူ့ခန္ဓာကိုယ်ကလည်းပိုးပွက်ပါလာခဲ့ပါတယ်သူ့ရဲ့ရုပ်တရက်တိုးတက်မှုကလူတိုင်းကိုအံ့ဩစေခဲ့ပြီးသူ့ရဲ့အခြေဆောင်တငယ်ချင်းမှာမကြုံဘူးရဲ့မနာလိုစိတ်ကိုပင်ဖြစ်ပေါ်စေခဲ့ပါတယ်မကြမီကပွဲနဲ့ရောက်လာခဲ့ပါတယ်မင်းကလေးကအခိုက်အတန့်လေးတောင်မပေါ်ဆရဲပဲသူ့အတင်းပေါ်တွေနဲ့စိတ်အားထက်သန်စွာပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့တငယ်ချင်းကသူတို့ကိုတစ်ချက်ကြည့်လိုက်တဲ့အခါသူ့အတင်းပေါ်တွေကရုပ်တရက်နှုတ်ထွက်သွားခဲ့ကြပြီးတယောက်ပြီးတယောက်စင်ပေါ်ကနေဆင်းသွားခဲ့ကြပါတယ်မင်းကလေးဟာမီးရောက်အောင်မှတယောက်ထဲကျန်ခဲ့ပါတယ်သူချက်ချင်းထိတ်လန့်သွားပြီးဘာဆက်လို့ရမှန်းမသိတော့ပါဘူးဒီလိုမြင်တော့အရေးကြီးကပွဲကြီးပျက်စီးသွားပြီလို့လူတိုင်းကယုံကြည်ခဲ့ကြပါတယ်ဒါမဲ့မင်းကလေးကစင်းရစ်ဘေကိုရုတ်တရက်ပြေးသွားခဲ့ပြီးဓာတ်ကြောင်းကိုဆွဲထုတ်ခဲ့ပါတယ်ဂီတတန်မြင့်တလာနဲ့အမျှသူဟာလှပတဲ့ခရိုဂျာငါဖီပြောင်းလဲသွားပုံရပါတယ်သူ့ရဲ့လှပပြီးအလေးကြီးမရှိတဲ့အကကပရိသတ်တရလုံးကိုတုံးလို့စစေခဲ့ပါတယ်လက်ခိုင်းပြီးမနာနာထွက်ပေါ်လာခဲ့ပါတယ်သူ့တငယ်ချင်းကကြည့်ပြီးအရာအားလုံးကိုနောင်တရခဲ့ပါတယ်မင်းကလေးရဲ့ရင်သက်ရှုမော်ဖွဲတကူတော့အကကလူတိုင်းပေါ်မှာနက်နယ်တဲ့ဆွဲမှန်မှုကိုထားခဲ့ပါတယ်